နေငါနဲ့ဆိုရင်ပေါ်ပေးရမှာနော် မှားပေါ်ပဲလို့ရင်တာဘာရှင်မရှိရကျွန်တော်ဘွားကြီးရောမလို့ရင်ဘူးလား brother တို့အားလုံးပဲဒီဗီဒီယိုလေးကိုသိကြမယ်လို့ထင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးက2019လောက်တုန်းက DBMM ရတာဆိုတော့ brother တယောက်တင်ပေးထားဖြစ်ပါတယ်ကျွန်တော်2019 2020ဝန်းကျင်လောက်တုန်းကဒီဗီဒီယိုလေးကို player တွေတော်တော်များများကြိုက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့အရင်ဆော့ခဲ့တဲ့ PUBG နဲ့အခုဆော့နေရတဲ့ PUBG နဲ့ဒီgameနဲ့ဆိုပေမဲ့လည်းအရင်ဆော့ခဲ့တဲ့ player တွေတော်တော်များများကတော့အခု PUBG ကိုအရင် PUBG နဲ့ဘယ်လိုမှမတူဘူးဆိုတော့ခံစားမိမယ်လို့ထင်ပါတယ်ကျွန်တော်တို့ PC ကောက်တဲ့အတန်တွေ graphic တွေကစားဘယ်လိုမှမတူတော့တာကို player တွေတော်တော်များများလည်းသတိထားမိမယ်လို့ကျွန်တော်ထင်ပါတယ်အခု event တွေဆိုရင်လည်းတော်တော်လေးကိုမိုက်လာတာတော်တော်လေးကိုပြောင်းလဲလာတာကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပါဝင် player တော်တော်များများကတော့ခု event တွေထက်ဆိုင်အရင် event တွေအရင်ချိန်တွေကိုပို့ပြီးတော့သဘောကျကြတာကိုကျွန်တော်သတိထားမိပါတယ်။ brother တို့အရင် event တွေပြန်လာခဲ့မယ်ဆိုရင်တော့အဲတော့ဆော့ရရခံစားချက်မျိုးဘယ်လိုမှပြန်ရတော့မှာမဟုတ်ပါဘူး။အရင် event တွေအရင်ချိန်တွေတော့အမှတ်တရတစ်ခုလောက်တော့ player တွေတော်တော်များများရှင်ထဲမှာကြံခဲ့ဦးမယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်။ brother တို့ရဲ့အမှတ်တရတွေ brother တို့ရဲ့ခံစားချက်တွေကို comment မှာရေးသွားနိုင်ပါတယ်။ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ကတော့ Spencer ပါ